United ရဲ့အဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ Maguire ကိုမကြာသေးခင်ကမှစာချုပ်သက်တမ်းတစ်နှစ်တိုးထားခဲ့တယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာ Maguire ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အသင်းတွေလည်းရှိနေတယ်။ဒီထဲမှာဆိုရင် Inter Milan အသင်းကလည်း Maguire ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာပါဝင်လာတယ်။တကယ်လို့ Inter Milan အသင်းဘက်က Maguire ကိုအမှန်တကယ်ကမ်းလှမ်းလာခဲ့လို့ရှိရင် United အနေနဲ့ဘယ်လိုတုံ့ပြန်မှာလဲ။ Maguire ကိုယ်တိုင်ရောသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုစဉ်းစားနေလဲ။အားလုံးပဲမင်္ဂလာပါ Manchester Extra Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမှာတော့ United ရဲ့အဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ Maguire ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ Inter Milan အသင်းရဲ့သတင်းတွေပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကြာသေးခင်မှာ United အနေနဲ့အသင်းအဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ Maguire ကိုစာချုပ်သက်တမ်းတစ်နှစ်တိုးထားခဲ့တယ်။ extension လုပ်နိုင်တဲ့အပိုတစ်နှစ်လည်းပါတယ်။ဒါကြောင့်မလို့ Maguire အနေနဲ့2029အထိကတော့ United မှာဆက်လက်ရှိနေဖို့သိကြတယ်။တကယ်လို့ဒီတစ်နှစ်အတွင်းမှာသူ့အနေနဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ရင်တော့ United အနေနဲ့နောက်ထပ် extension တစ်နှစ်တိုးဖို့ရှိနေတဲ့အနေအထားလက်ရှိအချိန်မှာ United အနေနဲ့တဲ့နောက်ခံကစားသမားတွေကိုကြည့်မယ်ဆိုရင်အဓိကအနေနဲ့ Maguire နဲ့ Martinez ရှိမယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင်အသင်းရဲ့နောက်ခံကစားသမားတွေတင်ရအခြေအနေတွေကြောင့်မပါဝင်နိုင်တဲ့အခြေအနေတွေမှာ Lenny Yoro နဲ့ Eden Hazard တို့နှစ်ယောက်ကပေါင်ရအားဖြည့်ကစားခဲ့ရတယ်ဒါအပြင်အသင်းရဲ့နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ Matthias De Ligt ကလည်းတင်ရပြဿနာတွေကြောင့်အချိန်ကြာကြီးကိုနားခဲ့ရတဲ့အခြေအနေလက်ရှိအသင်းရဲ့နောက်ခံကစားသမားလုံလောက်ရှိရဆိုပေမဲ့ကြန့်ခိုင်မှုအနေထားရတော့အားနည်းတဲ့အခြေအနေတည်းရလို့ပြောလို့ရတယ်။ဒါပေမဲ့အခုနွေရာသီအပြောင်းရွှေ့မှာဆိုရင်လေ United အနေနဲ့အဓိကကွင်းလည်နေရာကိုအားဖြည့်ဖို့အတွက်စဉ်းစားနေရတဲ့အခြေအနေမှာနောက်ခံနေရာအဓိကဦးစားပေးနေရာမှာရှိမနေဘူး။ဒီအတွက်ကြောင့်လည်းအသင်းရဲ့ဝါရင်နောက်ခံကစားသမား Maguire ကိုစာချုပ်သက်တမ်းတစ်နှစ်တိုးခဲ့ရတဲ့စာချုပ်သက်တမ်းတိုးခဲ့ရတာဖြစ်တယ်။ Maguire အနေနဲ့လည်းဒီစာချုပ်အသစ်အတွက်လားစာလျှော့ယူခဲ့ရတယ်။အရင်သူရခဲ့တဲ့ပေါင်3,900,000ထက်နည်းတဲ့ပမာဏတစ်ခုကိုလျှော့ပြီးယူခဲ့ရတယ်။ကစားသမားကိုယ်တိုင်လည်းလက်ရှိအခြေအနေမှာသူ့ရဲ့မိသားစုလည်းအခြေတကျဖြစ်နေတဲ့ Manchester မှာပဲဆက်လက်နေလို့ရတဲ့အတွက် United မှာပဲဆက်နေဖို့စဉ်းစားထားတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာ Inter Milan အသင်းကလည်းသူတို့အသင်းရဲ့အဓိကနောက်ခံကစားသမားတချို့ကိုဆုံးရှုံးထားခဲ့ရတယ်။ဒီအခြေအနေမှာသူတို့အနေနဲ့အသင်းအတွက်ပြန်လည်ဖြည့်တင်းမှုတွေပြုလုပ်ဖို့အတွက်စူးစမ်းနေရတဲ့အနေအထားဖြစ်တယ်။ဒီအခြေအနေမှာ United နဲ့စာချုပ်သက်တမ်းတစ်နှစ်တိုးထားခဲ့တဲ့ဝါရင်နောက်ခံကစားသမား Maguire ကလည်းမျက်စိကျကျင်စရာကစားသမားတစ်ယောက်ဖြစ်ရှိနေတယ်။ Inter Milan အသင်းကကြည့်ရင်တော့ Maguire ကသူတို့အသင်းရဲ့အဓိကပြစ်မှတ်ကစားသမားတစ်ယောက်မဟုတ်ပေမဲ့တကယ်လို့သူတို့အသင်းရဲ့အဓိကပြစ်မှတ်ကစားသမားတွေများရှိခဲ့တဲ့အနေအထားမှာ Maguire ကိုအမှန်တကယ်ကမ်းလှမ်းမှုတွေပြုလုပ်လာနိုင်ခြေရှိနေတယ်။ United ဘက်ကကြည့်မယ်ဆိုရင်တော့လာမယ့်ရာသီမှာဆိုရင် Champions League ပွဲစဉ်တွေပါကစားဖို့ရှိနေတဲ့အနေအထားမှာအသင်းရဲ့ squad depth ကိုထိန်းထားဖို့အရေးကြီးတယ်။ပြီးခဲ့တဲ့နှစ်တွေမှာလည်း United အနေနဲ့အနောက်ခံနေရာနဲ့ပတ်သက်ပြီးတော့ပြဿနာတွေအများကြီးရှိခဲ့တဲ့အနေအထားလက်ရှိအခြေအနေမှာဆိုရင်လည်းအသင်းရဲ့နောက်ခံကစားသမားတွေရဲ့အရေးအသွေးကကောင်းမွန်ပေမဲ့ကြန့်ခိုင်မှုအခြေအနေရစိုးရင်ရတဲ့အနေအထားဖြစ်တယ်။ Maguire ကိုယ်တိုင်ကမှပြီးခဲ့တဲ့ရာသီမှာဆိုရင်ဒဏ်ရာပြဿနာတွေကြောင့်လွဲချုပ်ခဲ့ရတဲ့ပွဲစဉ်တွေရှိခဲ့တယ်။ဒါ့အပြင် Martinez နဲ့ De Ligt တို့ကလည်းဒဏ်ရာပြဿနာတွေကြောင့်နားယူခဲ့ရတဲ့အခြေအနေတွေရှိနေတယ်။ဒီအခြေအနေမှာ United အနေနဲ့တကယ်လို့ Maguire ကိုသာထပ်ပြီးတော့လက်လွတ်ရမယ်ဆိုရင်နောက်ခံကစားသမားတစ်ယောက်ကိုကျင်းတည်ခေါ်ယူရမယ့်အခြေအနေမှာရှိနေတယ်။ဒီနွေရာသီပြောင်းရွှေ့မှာကွင်းလည်နေရာကိုအများကြီးဖြစ်တင်ရမယ် United အနေနဲ့ကတော့အသင်းမှာအထိုင်ကျပြီးသားပွဲပေါင်း200ကျော်ကစားပြီးထားတဲ့ဝိုင်းနောက်ခံကစားသမားပြီးခဲ့တဲ့ရာသီမှာလည်းကစားခွင့်ရတဲ့အခြေအနေမှာတော်တော်လေးခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားကိုဒီနွေရာသီပြောင်းရွှေ့မှာတော့လက်လွတ်ဖို့အခြေအနေကတော်တော်လေးကိုနှဲပါတယ်။ Maguire ကိုယ်တိုင်ကလည်းလက်ရှိသူ့ရဲ့မိသားစုလည်း Manchester မှာအခြေကျနေတဲ့အခြေအနေတခြားသော Premier League ကလပ်တွေ Serie A ကလပ်တွေနဲ့ Turkey ကလပ်တချို့ရဲ့ကမ်းလှမ်းမှုတွေကိုတော့မှသူ့အနေနဲ့ညှင်းပယ်ထားခဲ့တယ်။ဒီအခြေအနေမှာတော့သူ့အနေနဲ့လာမယ့်ရာသီမှာ United မှာပဲဆက်ရှိနေဖို့ရှိနေတယ်။ညီကိုတွေရောလက်ရှိ Maguire ကိုတရားဝင်ကမ်းလှမ်းလာမယ့်အသင်းတွေရှိလို့ရှိရင်ရောင်းထုတ်တင်လားဒါမှမဟုတ်အသင်းမှာပဲဆက်လက်ထိန်းသိမ်းထားတင်လားဆွေးနွေးပေးကြပါဦးဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့